ထိုင်းဘရင်သွေးမကင်းတဲ့မြန်မာတွေကုန်းပေါင်ခေဘရင်တွေထိုင်းနိုင်ငံကိုသိမ်းပိုက်ရင်ပေါ်ဆောင်လာတဲ့ထိုင်းမင်းဆွေမင်းမျိုးတွေတဲကတချို့ဟာကုန်းပေါင်မင်းဆက်တွေနဲ့လက်ဆက်ပြီးမြန်မာမင်းမျိုးရိုးတဲ့ရောက်လာတယ်လို့သမိုင်းပညာရှင်တွေကရေးသားထားပါတယ်အထင်ရှားဆုံးကိုပြရရင်သမရဟောင်းဦးထင်ကျော်ရဲ့ဇနီးဒေါ်စုစုလွင်ဖြစ်ပါတယ်သူ့အဖေတော်ဆက်တဲ့ကုန်းပေါင်ဆက်ရာဇဝင်ပြုစုသူဦးမောင်တင်ဟာကုန်းပေါင်မင်းဆက်ကမင်းသားတစ်ပါးဖြစ်တယ်လို့အယုဒ္ဓယကပါလာတဲ့မင်းသမီးတွေကဆင်းသက်လာတာပါဦးမောင်တင်ရဲ့အမားတော်ချွန်းတောင်မင်းသမီးကတော့တီဘောမင်းသမီးတော်တွေရဲ့အထိန်းတော်ဖြစ်ပါတယ်ဦးမောင်တင်ငယ်စဉ်ကမင်းတို့မင်းကြီးနားမှာခါစားခဲ့ရတယ်လို့တီဘောမင်းပါတော်မူပြီးနောက်မှာလည်းလက်နက်ကင်တော်လှန်ခဲ့ပါတယ်နောက်မှကင်းဝံမင်းကြီးကတဆင့်မြို့ပေါ်ပြန်ဝင်ပြီးအစိုးရအမှုတန်းလုပ်ခဲ့တာပါစင်ဖြူရှင်နဲ့အယုဒ္ဓယကခေါ်လာတဲ့ဘရင်သမီးတော်ကြောက်ဖွားစောခေါ်တခင်ဦးတို့တင်းမြက်ရာကနေဦးမောင်တင်တို့ဆင်းသက်လာပြီးတခြားထိုင်းမင်းသမီးမင်းမြေးတွေနဲ့လက်ဆက်တာတွေလည်းသူတို့မျိုးရိုးမှာရှိခဲ့ပါတယ်နောက်တခြားထင်ရှားတဲ့ထိုင်းအနွယ်ပါကတော့မင်းတုံမင်းသမီးတော်ထရန်ကမင်းသမီးပါသူ့မယ်တော်ငန်းစွန်မိဖုရားကလည်းထိုင်းမင်းသားတစ်ပါးရဲ့မြီးဖြစ်ပါတယ်ထရန်ကမင်းသမီးကတော့1963ခုနှစ်မှာမှကွယ်လွန်တာမို့တက်တော်ရှည်မင်းသမီးတစ်ပါးအဖြစ်လူသိများပါတယ်စစ်တွင်းကာလမှာဂျပန်အာဏာပိုင်တွေကလည်းမြန်မာမင်းဆက်ပြန်နှန်းတင်ဖို့စ조사ရာမှာသူ့ရဲ့ကျင်ရတော်ပြင်းမနာမင်းသားကြီးကိုကမ်းလှမ်းခဲ့ပူးပါတယ်ဒါကိုမင်းသမီးကြီးကလိမ္မာပါးနှက်စွာနဲ့ညှင်းပယ်ခဲ့ကြောင်းသူ့နေရဆန်စင်ကစာရေးဆရာလူတို့ဦးလာကအမတ်တရရေးခဲ့ပါတယ်ထိုင်းသမိုင်းပညာရှင်မင်းသားကြီးဓမ္မအောင်1936ကမြန်မာနိုင်ငံလာစဉ်ကလည်းထရန်ကမင်းသမီးနဲ့ပြင်းမနာမင်းသားတို့အိမ်တော်ကိုဝင်ရောက်လက်ပတ်ခဲ့ပါတယ်ဒီပြင်ထိုင်းအနွယ်တွေတဲကကုန်းပေါင်မင်းမျိုးတဲ့ရောက်လာသူတွေကမင်းတုံမင်းရဲ့900တိုင်စာမိဖုရားကြီးဖြစ်ပါတယ်သူ့သားတော်30မင်းသားဟာလည်းမင်းတုံမင်းရဲ့အရိုက်အရာကိုစက္ခံဖို့အထိရီမန်းခံခဲ့ရသူတွေအထဲမှာပါပေမဲ့တီဘောမင်းနန်းတက်ဆမှာအခြားမင်းသားမင်းသမီးတွေနဲ့အတူတပ်ဖြတ်ခံခဲ့ရပါတယ်ကွယ်လွန်သူစာရေးဆရာမကြီးဒေါ်ခင်မျိုးချစ်ဟာလည်းသူနဲ့သွေးမကင်းတဲ့9ရွာမိဖုရားရဲ့အိမ်တော်မှာကြီးပြင်းခဲ့ကြောင်းအမတ်တရရေးခဲ့ပူးပါတယ်ထိုင်းမင်းမျိုးတွေကိုမနှိမ့်မချလက်ဆက်လေးရှိပေမဲ့ဆောင်ရနန်းရမိဖုရားကြီးအဆင့်အထိပေးလေးမရှိပဲတာမန်မိဖုရားအရာသာထားရှိတယ်လို့သမိုင်းပညာရှင်ဦးတန်းဆွေမောင်တန်းဆွေထဝယ်ကရှင်းပြပါတယ်ဒီမင်းမျိုးတွေကိုစကိုင်းနာကငွေတယ်လုပ်တဲ့ရွာထောင်နဲ့မန္တလေးမြို့မုတ်တီစုမင်းသားစုစတဲ့ရက်ကွက်တွေမှာနေရာချထားခဲ့တယ်လို့နောက်ဆုံးအယုဒ္ဓယဘရင်ကိုယ်တိုင်လဲမန္တလေးရဟိုင်းစည်းနာကပေါင်းလဲတိုက်မှာရဟန်းဝင်းနဲ့ပြန်လွန်ခဲ့ပါတယ်